အားလုံးပဲမင်္ဂလာပါကျွန်တော်ပြောတဲ့အတိုင်းပဲနေ့ညတောင်ဖျားချင်းစပ်ပြပေးမယ်ဆိုတော့ခုတော့စပြပါပြီเนาะဒီမှာကြည့်ချင်းစပ်လေးကျွန်တော်ကတော့အရက်နဲ့ကြိုက်တယ်ချင်းစားရတာစပြတော့ရနော်အဆုံးထိကြည့်ပြီးတော့ပါလို့စပ်လေးเนาะဒီမှာငရုတ်သီးလိုက်မှာအများကြီးပဲသွားချိန်နေတာယူပြလည်းနည်းနည်းများထိုက်လိုက်ရတယ်ဆက်လိုက်ရကျွန်တော်တော့ချင်းအရန်နဲ့ကြိုက်တာပေါ့နော်ကျွန်တော်မရတာပဲနည်းအချင်းရန်နဲ့ကြိုက်တယ်မင်းကလေးကြနေတာပဲလို့ကျွန်တော်ပြောတယ်တော်သေးရဘောရေးကျွန်တော်ချင်းကြိုက်လို့အချို့ကြီးပဲကြိုက်ရင်တော့ဒီချိန်တော့ဆိုတော့စီချိုရလောက်ပြီကျွန်တော်ကကုတလဝေးတက်နေတော့အဲ့ဒါကြောင့်အချင်းများစားရမှာအဲ့ဒါကြောင့်ဒီမှာဒါလေးလုံးကငါးလုံးထင်တယ်ငါးလုံးလောက်လုံးငါးလုံးစားဆက်လိုက်တော်တယ်တော့ကျင်းကိုပဲဝါဗလကာရောမဟုတ်ဘူးနော်စားပြကြည့်တာပါကျွန်တော်တခြားလူတို့လကာရီလိုမျိုးများတော့မစားနိုင်ဘူးအဆက်လေးကိုဘယ်လောက်ထိစားနိုင်တယ်လဲကိုယ်ကလည်းတော့ challenge လုပ်တာပေါ့စားနိုင်မလားလို့ငါလုံးစားယူတီးရလဲဆက်လိုက်တာအများထည့်ထား10လုံးတော့ထည့်မယ်ထင်တယ်没有你也一点的。够用了。cùng vào vì tham gia tiêu trên ba đây